မင်္ဂလာပါပီဇာစားကျင်ပေမဲ့ oven မရှိလို့စိတ်ညစ်နေလားဒီနေ့မှာတော့ oven လုံးဝမလို့ပဲဒဲအိုးလေးရှိုံနဲ့တင်အရသာရှိတဲ့ပီဇာလုံးလေးပြသွားမှာမလို့အတူတူလိုက်ကြည့်လိုက်ရအောင်နော်အရင်ဦးဆုံးပီဇာမုံသားလေးလုပ်ဖို့အတွက်ကိုစံသတ်မှတ်ထားတဲ့ measurement cups တွေကိုမသုံးမနဲ့မြန်မာအိမ်တိုင်းမှာအလွယ်တကူရှိတဲ့ဒီလိုခွက်ကလေးနဲ့ပဲတိုင်ပြသွားမယ်နော်အထွေထွေဘတ်ဆောင်သုံးကြုံမှုကိုဒီစံချိန်ခွက်ကလေးနဲ့သုံးခွက်မောက်ခန့်ဇလုံးအလွတ်တစ်ခုထဲမှာထည့်ထားလိုက်ပါတယ်ဒီထဲကိုစားလက်ဖက်ရည်စားစွန်းတစ်စုံတကြားလက်ဖက်ရည်စားစွန်းတစ်စုံမောက်နဲ့ဒဇေးဆိုတဲ့ yeast ထမင်းစားစွန်းတစ်စုံထည့်ပေးရပါမယ်ဒဇေးကိုတော့ကျမရဲ့ donut လုပ်နည်းဗီဒီယိုထဲမှာပြခဲ့တဲ့အတိုင်းဒီလိုအစင်သင့်သုံးလို့ရတဲ့ instant yeast ဆိုတာလေးကိုပဲသုံးပေးပါရှင် donut လုပ်နည်းဗီဒီယို link လေးကိုလည်း share ရလွယ်အောင် comment box မှာထည့်ထားပေးပါမယ်နော်အခုမုံသားနယ်ဖို့အတွက်ပါဝင်ပစ္စည်းအလုံးကိုခရင်လေးနဲ့အရင်သမအောင်ဝှေပေးပါမယ်ပြီးရင်တော့အိမ်မှာဟင်းချက်တဲ့စီထမင်းစားစွန်းနဲ့သုံးစွန်းထည့်ပေးရမှာပါ sorry ပါနော်ဒီမှာစီထည့်တာကိုဗီဒီယိုရိုက်ဖို့မေ့သွားလို့စီထည့်ပြီးရင်တော့ရေတစ်ခွက်ခွဲထည့်ပါမယ်အသုံးပြုမဲ့ခွက်ကလေးကတော့ဆောနာကဂျုံမှုန့်တိုင်းထားတဲ့ခွက်အမျိုးအစားတိုင်းပဲအတူတူဖြစ်ရပါမယ်နော်ပြီးရင်တော့ခရင်လေးနဲ့အရင်သမအောင်နေပေးပါမယ်အစပိုင်းမှာလက်နဲ့တန်းနေလိုက်လို့ရှင်ဂျုံတွေကလက်မှာကတ်နေတတ်တယ်နော်ပြီးရင်တော့မုံသားနယ်မဲ့စပွဲခုံကိုတေချာတန်ရှင်းလုပ်ပေးပါတန်ရှင်းလုပ်ပြီးသွားရင်လည်း6သွေးအောင်တေချာပြန်တုပ်ပေးပါနော်မဟုတ်ရင်ရေဆိုနေလို့ရှင်မုံသားတွေကကတ်ပြီးတော့ပျက်စီးသွားလိမ့်မယ်နော်ကဲအခုမုံသားလေးကိုစနေရအောင်ဇလုံးထဲကမုံနှစ်တွေကိုအပြင်ထုတ်ပြီးစပွဲကုံပေါ်တင်လိုက်ပါမယ်ဒီနေရာမှာတတိထားမှာကဒိုနတ်လုပ်တုံးလို့အားနဲ့တွန်းလိုက်ဆွဲလိုက်လုပ်စရာမလိုပါဘူးရှင်လက်ဖွာလေးနဲ့လက်ချောင်းလေးတွေကိုသုံးပြီးတော့ပဲအသားအရာလေးနှိပ်ပေးအောင်မယ်နော်အာရမဆိုင်ရပဲပုတ်ပုတ်ပပလေးနဲ့သွားပေးပါရှင်နေနေရင်နဲ့မိနစ်အနေငယ်ကြားတဲ့အခါမှာလက်ကိုဒီလိုမျိုးကတ်နေတတ်ပါတယ်ဒါဆိုရင်တော့ဂျုံမှုန့်လေးနည်းနည်းချင်းစီအပေါ်အောက်ဖြူပေးလို့ရပါတယ်ဒါပေမဲ့ဂျုံမှုန့်တွေအများကြီးထပ်မထည့်ဖို့တော့သတိထားပေးပါနော်ဒီလိုမျိုးလေး15မိနစ်လောက်အသားအရာနေပေးရပါမယ်အချိန်စောပြီးတော့လည်းမရက်နဲ့အကြာကြီးလည်းပို့ပြီးမနေနဲ့15မိနစ်လောက်ဆိုရင်ရပါပြီနော်မုန့်သားလေးဒီလိုအနေထားရောက်ပြီဆိုရင်တော့ဇလုံးတစ်ခုတည်းကိုစီအနေငယ်ထည့်လိုက်ပါမယ်ဇလုံးရဲ့ပပတ်လဲအပေါ်နားထိပါစီကိုတေချာနှံ့အောင်တုပ်ပေးလိုက်ပါမယ်ဘာလို့လဲဆိုတော့မုံသားကပွက်တက်လာတဲ့အခါအပေါ်နားတွေကပ်မနေစေဖို့အတွက်ပါပြီးရင်တော့မုံသားကိုဇလုံးနဲ့ထည့်ပြီးမုံသားတစ်ခုလုံးရဲ့နေရာလက်မကျန်အောင်စီလေးတွေနှံ့နှံ့ဆက်ဆက်တုပ်ပေးလိုက်ပါမယ်ရှင်ဒီလိုစီလေးတုပ်ပေးလိုက်ရတာကတော့မုံသားကိုနှက်ထားတဲ့ချိန်မှာအပေါ်ရမျက်နှာပြင်ချောက်မသွားစေဖို့ဖြစ်ပါတယ်ပြီးရင်တော့မုံသားလေးကိုအဝေးတန်တန်လေးဒါမှမဟုတ် plastic wrap လေးနဲ့အုပ်ထားလိုက်ပါမယ်တနအီတီဒီတိုင်းလေးနှက်ထားပေးရပါမယ်ရှင်ကဲအခုဆိုရင်တနာရီပြည့်သွားပြီမလို့မုံသားလေးက2ဆလောက်တောင်ပွက်တက်လာပါပြီအဝတ်ကလေးကိုဖယ်လိုက်ပြီးတော့မုံသားရဲ့လေတွေထွက်သွားအောင်လက်ကလေးနဲ့ပဲအသားအရဖိချပေးလိုက်ပါမယ်မုံသားကိုစပွဲပေါ်ပြန်မတင်ခင်မှာမကတ်စီဖို့အတွက်ဂျုံမုံလေးအနေငယ်ဖြူပေးပါမယ်ပြီးရင်တော့မုံသားလေးကိုပြန်တင်ပြီးလက်ဖွာလေးနဲ့ပဲအသားအရပြန်နေပေးပါမယ်ဒါမှမုံသားရဲ့လေတွေအကုန်ထွက်သွားပြီးတော့မျက်နှာပြင်လေးကပြန်ပြီးချုံမွေ့အီဆက်သွားမှာပေါ့နော်အခုမုံသားလေးကိုဒီလိုမျိုးအချောင်းရှည်ရှည်လေးအရင်လုပ်လိုက်ပါမယ်ပြီးရင်တော့၄ပိုင်းဒါမှမဟုတ်၅ပိုင်းလောက်အညီမြပိုင်းဖြတ်ပေးရပါမယ်အခုသုံးထားတဲ့အချိုးအစားနဲ့ဆိုရင်၄ချက်ကနေ၅ချက်ကအဆင်ပြေဆုံးပဲပေါ့နော်ဒီမှာက oven နဲ့မဟုတ်ဘဲဒဲပိုင်းနဲ့ပဲလုပ်မှာဖြစ်လို့အထူအပအနေတော်လေးဖြစ်အောင်ဒီလိုအပိုင်းလေးတွေခွဲပေးတာကအကောင်းဆုံးပါပဲရှင်အပိုင်းလေးတွေခွဲပေးပြီဆိုရင်တော့တစ်ခုချင်းစီကိုဒီလိုမျိုးအလုံးလေးတွေပြန်လုပ်ပေးပါမယ်ပြီးရင်တော့လီမန်တစ်ခုထဲမှာဂျုံမုံလေးဖြူပြီးတင်ထားလိုက်ပါမယ်ဒါမှလည်းမုံသားလေးတွေကဘန်းမှလည်းမကတ်ဘူးတစ်ခုနဲ့တစ်ခုလည်းပြန်မကတ်တော့ဘူးဖြစ်သွားမှာပေါ့နော်ဒီမှာမုံသားလေးတွေကိုအညီအမျှမဖြတ်မိလိုက်လို့တလုံးကတော်တော်လေးကြီးနေရပေါ့နော်အိမ်မှာပဲလှုပ်စားဆိုတော့ကိစ္စတော့မရှိဘူးเนาะအဝတ်ကလေးပြန်အုပ်ပြီးတော့မိနစ်30လောက်နှက်ထားပါအောင်မယ်ရှင်အချိန်ပြည့်သွားရင်တော့မုံသားလေးတွေကဒီလိုမျိုးအနေငယ်ပြန်ပြီးတော့ပွားတက်လာတာကိုတွေ့ရမှာပါကဲအခုပီဇာစားလုပ်ဖို့အတွက်မကတ်တဲ့အိုးလေးကိုအသုံးပြုထားပါတယ်အရင်ဦးဆုံးစီအနေငယ်ကိုဒဲပိုင်းရဲ့မျက်နှာပြင်အနှံ့အပြားပပလေးတုပ်ထားပါမယ်ရှင်ပြီးရင်တော့ဆောနာကမုံလုံးလေးကိုဒဲဦးထဲထည့်ပြီးအချက်အဝိုင်းလေးဖြန့်အောင်ဖြန့်ပေးပါမယ်မုံသားလေးဖြန့်တဲ့အခါမှာလည်းအခုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းလက်ကလေးနဲ့အသားအရပဲဖြန့်ပေးတဲ့နည်းလေးကိုအသုံးပြုကြည့်ပါနော်မုံသားဖြန့်ပြီးတဲ့အခါခရင်လေးနဲ့အပေါက်ကလေးလိုက်ဖောက်ဖို့မေ့သွားလို့နော်ဒီမုံသားလေးတွေကအရန်မဲဖောက်ပတက်မလာပဲနဲ့အကျက်ညီဖို့အတွက်လုပ်ပေးရတာပါဒါပေမဲ့စိတ်မပူပါနဲ့နော်ဒီလိုမျိုး sauce မထည့်ခင်လေးမှာခရင်လေးနဲ့အနှံ့လိုက်ပြီးဖောက်ပေးလိုက်ရင်အဆင်ပြေပါတယ်ပီဇာ sauce အတွက်ကတော့ဒီမှာအိမ်မှာကိုယ်တိုင်လုပ်ထားတဲ့ sauce လေးကိုသုံးထားပါတယ်ရှင်စူပါမားကတ်တွေမှာအသင့်ရောင်းတဲ့ပီဇာ sauce ပူလေးတွေကိုဝယ်သုံးမယ်ဆိုရင်တော့လွယ်ကူတာပေါ့နော်တကယ်လို့အစင်သင်းဝယ်လို့မရဘူးဒါမှမဟုတ်ကိုယ်တိုင်လုပ်ချင်တယ်ဆိုရင်တော့ comment မှာမေးခဲ့ပေးပါနော်လုံနည်းလေးတခြားပြောပြပေးပါမယ်ရှင်ဒီမှာတော့ mozzarella cheese လေးကိုအသုံးပြုထားပါတယ်ဒီ cheese လေးကိုနေရာအနှံ့လေးဖြူပေးလိုက်ပါမယ်ကိုနှစ်သက်ရပမာဏထည့်ပေးလို့ရပါတယ်နော်ဒ
ဒီ cheese လေးကစားတဲ့အခါကျရင်အမြင့်ကလေးတွေဆွဲလို့ရလို့အရန်ကိုမှလှပါတယ်အပေါ်ကနေတင်မဲ့အသားအတွက်ကတော့ဒီမှာ pepperoni လေးတွေကိုအသုံးပြုထားပါတယ်တကယ်လို့မရှိရင်လည်းစိတ်မပူပါနဲ့ကိုကြိုက်နှစ်သက်တဲ့ကြက်သားကြက်ဥကြောင်းဒါမှမဟုတ်ငရုတ်ပွားလေးတွေကိုလည်းအသုံးပြုလို့ရပါတယ်ရှင်အစုံအလင်တင်ပေးပြီဆိုရင်တော့မီးဖို့ပေါ်ကိုစတင်လိုက်ပါမယ်ဒီနေရာမှာမီးအပူချိန်ကအရန်ကိုအရေးကြီးပါတယ်ရှင်မီးကိုအပြင်းကြီးမထားပါနဲ့မီးအေးအေးလေးနဲ့ပဲအဖုံးအုပ်ပြီးဖုတ်ပေးဖို့လိုပါတယ်မီးပြင်းလို့ရှိရင်အောက်ခြေကတူးသွားပြီးအပေါ်ရံမုန်သားနဲ့ cheese တွေကမကျက်တော့ဘူးပေါ့နော်အဖုံးကိုလည်းခဏခဏလှမ်းမကြည့်နဲ့နော်ဒါမှသူ့ရဲ့အပေါ်ကအငွေ့ကလေးနဲ့ cheese လေးတွေကပျော်မှာမလို့ပါဒီတိုင်းလေး10မိနစ်ကနေ7မိနစ်လောက်ထားပေးရပါမယ်ဒီမှာပီဇာချက်ဖို့အတွက်အားတက်တရောစောင့်နေတယ်တယောက်ပေါ့နော်ကြည့်ပါဦးအခုဆိုရင်တော့အားလုံးစောင့်မျှော်နေတဲ့ပီဇာလေးအစင်းသင်းဖြစ်ပါပြီရှင်ကိုလိုချင်တဲ့ပုံစံလေးတွေပိုင်းဖြတ်ပြီးရင်သုံးဆောင်လို့ရပါပြီအိမ်မှာ over မရှိဘဲနဲ့တော့မှဒီလိုမျိုးအရသာရှိပြီးတော့အရန်လှတဲ့ပီဇာမျိုးကိုလူတိုင်းလုပ်နိုင်ပါတယ်နော်ကိုယ်တိုင်လည်းဒီပထမဆုံးအချိန်စလုပ်ခတဲ့ကဖြစ်ခဲ့တဲ့နီးလေးမလို့ပြန်လည်မျှဝေပေးလိုက်တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင် like and follow လေးလုပ်တော့ဖို့လည်းမမေ့ပါနဲ့ဦးနော်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်တတ်တာ